ပို့လို့ပါဘာလို့ပို့တူမတေးဒီမှာမလုပ်နိုင်ဘူးကျွန်မဘာမှမလုပ်ပါဘူးဘာမှလည်းမကြားပါဘူးနေနဲ့တော့ငါမေးတာမှန်တိုင်းဖြစ်တယ်ငါခါလေမင်းဘာမှမကြားဘူးလို့ဆိုရင်ငါကဘာလုပ်ဘာလဲမဟုတ်ပါဘူးတန်ရှင်းလာလို့တော့ဘာအပေါ်တော့ဟမ်ညကြီးတဲ့ကောင်ကတန့်ရှင်းလောက်ရမယ်အချိန်လားပြီးတော့မင်းဟိုချောင်းဒီချောင်းတကယ်ပြောတာပါဟိုတန်ရှင်းလုပ်နေတယ်လေအပြင်မှာစကားတန်နေကြလို့ဘယ်သူလဲလက်ထောင်မိရပါအတန်နေကြားရတယ်ပဲနားထောင်ရအောင်လားဟမ်ပုတ်တူမငါနင့်ကိုစောင့်ကြည့်နေတာကြာပြီနော်နင်အားကိုးရှိရဆိုပြီးတော့လောက်လာမွားနဲ့ဟဲ့သမီးတို့ဩညကြီးမိုးချုံမှာဘာတွေဖြစ်နေကြတာလဲဟမ်ပုတ်တူမတော်တော်လွန်နေပြီနော်အိမ်ပေါ်ကအိမ်ပေါ်နေရာမှာမနေဘူးဘသူအားကိုးနဲ့လူပါဝနေလဲမသိဟဲ့နေပါအောင်သမီးရေဟိုပုတုမာဘာလုပ်နေလို့လဲကျူလေးတော့စကားပြောနေတာခိုးနားထောင်နေတယ်လေမဟုတ်ပါဘူးမမကြီးဟိုတန်ရှင်းလုံးနေတယ်လေအပြင်မှာစကားတန်ကြလို့နားထောင်မိတာပါတကယ်ပါကျူလေးနေရမှာဖြစ်လာပုတုမာပေါ်မှာဒီတော်တော်အညှိုးထားတယ်နော်နေဆိုလေနေမလို့ညဆိုလေညမလို့ကျမအိမ်ကိုခေါင်းပေါ်တင်ပြီးကိုးကွယ်ထားရမှာလားနေကခေါင်းပေါ်တင်ကိုးကွယ်ခိုင်းနေတာပေါ့လူချင်းနှိမ့်တယ်လို့ဖြစ်နေငါပြောနေတာရှင်းပြောရရင်ဒီမှာလူစိမ်းမရှိရှင်မမရိုင်းနေနော်ရှင်ကလူစိမ်းမရှိတာတိတ်သားသမီးငါသမီးအခုတော်မှရိုင်းနေတယ်နော်နင်းအကိုနဲ့ပေါင်းပြီးတော့နင်းအခုလူကြီးတွေကိုလူကြီးမှန်းကိုမသိတော့ဘူးကောင်းတယ်ကွာကောင်းတယ်အကိုကမြောက်ပေးညီမကရောက်တဲ့မင်းတို့ဒါမျိုးကြက်ဖြစ်ကြကြားရင်လေဘာမှမဆိုင်တဲ့ဒဇိန်းတွေအစားအကုန်လုံးမရိုင်းကုန်နေမယ်တပည့်ပြောတာတော်တော်လိုနေပြီနော်တပည့်ဘာမှမဆိုင်တဲ့သူတွေစွဲတဲ့စီအကြောင်းမရှိဘူးတက်လုံးကယူမဆိုင်ခဲ့တဲ့ဖေကအခုတော့ငါစိတ်အတွက်လေကျူလေးကိုပြောနေပြီပေါ့တက်လာရှာနေပြီပေါ့ဘသူကဒဇိန်းလေအင်းချူလေးဒါနဲ့အမေဟာဖေကတော့ပြောတော့တယ်နော်ကျူလေးစီမဒီစကားကိုပြောတော့ရတယ်နော်ကောင်းရဲ့ကျူလေးရဲ့ကောအဲ့ကျမှဆက်ကြရပါတော့ကျူသွားရကျူလေးဒီမှာပဲကျူလေးပြောပြမယ်ဖေပါတာဖေအဲ့တော့ခင်မမောင်ကြိုက်တဲ့နေရာပေးထားကျူလေးကယူမဆိုင်ကျူလေးရင်ထဲမှာရှိနေတဲ့မမေကတယောက်တည်းပဲရှိတယ်အဲ့နေရာဘသူ့မှာအစားမထိုးနိုင်ဘူးမိတွေပဲကျူလေးနေဘယ်လိုပါလဲဖေလို့ပါလဲဖေရိုက်လိုက်ဖေကျူလေးရိုက်ချင်တယ်မလားဖေရိုက်လိုက်စစိုင်းတရားတော်တယ်ဟုတ်တယ်ဖေလည်းဖေရိုက်လိုက်ပါဖေရိုက်လိုက်စမ်းပါရိုက်လေဖေရိုက်ပါတော့ဒီကွာတော့ချူလေးသွားတော့ကွာနေ